Hello မင်္ဂလာပါဒီကိုချက်တရားတွေပြန်လဲကျေးဇူးပါတယ်အားလုံးကိုမင်္ဂလာပါကျွန်တော်တို့အခုကျူဝန်းကျေးရွာအနီးမှာရှိတဲ့ကျွန်တော်တို့ဖျားတောင်အောက်ကျောင်းပေါ့နော်သီလရှင်ကျောင်းနာမှာရောက်နေတယ်ဒီနားမှာကျွန်တော်တို့ရွာလေးတွေရှိပါတယ်ပေါ့နော်အင်ဂျီလေးတွေအများကြီးပါအခုကနာပူပြင်းတဲ့အချိန်မှာဒီတအားလွတ်အပ်နေလို့ပေါ့နော်သူတို့မှာတောက်သုံးရေခက်ခဲဖြစ်နေတဲ့အတွက်ဒါကျွန်တော်တို့အကူညီတောင်းလို့ဒါချက်ချင်းပေါ့နော်အားချင်းကျွန်တော်တို့စီစဉ်ပြီးတော့ဒါလာလှူပေးတာပါပေါ့နော်ကျွန်တော်တို့ဒီနေ့လှူဒန်းမဲ့ရေတံဘူးတွေပါအားလုံးပေါင်းကျွန်တော်တို့ရေတံဘူး20လီတာဘူး100တိလှူဒန်းပေးမှာပါခဏနေဆိုရင်ဒါရေတွေလာပြီးတော့အလှူခံကြမယ်ပေါ့နော်ဒါကျွန်တော်တို့ဒါစပြီးလှူနေပါပြီအလူရှင်ကတော့တချမာရိစာနဲ့မိသားစု USA ဖြစ်ပါတယ်ဆမမာရိစာလူတန်းပေးတာဖြစ်ပါတယ်ပေါ့နော်ဒါဒီတစ်ချိန်မှာဆမမာရိစာကုသိုလ်ဖြစ်တာလူတန်းပေးပါတယ်ပေါ့နော်ဒါဆိုရင်ဒါကျွန်တော်တို့ဒီကိုဒုက္ခ charity ရဲ့ဒါကျွန်တော်တို့ရဲ့အမာခံပေါ့နော်ဒါကျွန်တော်တို့ဖွဲ့ဝင်စေတနာဝန်ထမ်းတွေပါဟိုဒါဆိုရင်ကျွန်တော်တို့ဒါကြီးလူဖို့အတွက်အားလုံးလိုက်လာပြီးတော့ကူညီပေးတာပါကျွန်တော်တို့အဖွဲ့ဝင်အားလုံး17ယောက်လောက်အားလုံးပါပါတယ်ပေါ့နော်17ဦးလောက်ကျွန်တော်တို့ကဒါကုစုဒါစပြီးရေတွေလှူနေပါပြီဒါစပြီးတော့ဒါရေတွေလှူဒန်းနေပါပြီဒါပေါ့နော်အခုဆိုတာကျွန်တော်တို့ဒါရေတွေစလှူဒန်းနေပေါ့နော်ဒါဆိုအဲ့လိုမလို့လေဟုတ်ကဲ့ပြပေးရောတောက်သုံးရေအခက်ဖြစ်နေတဲ့တကယ်ကြေးရွာလေးပေါ့နော်ဒီမှာလာပြီးတော့ပြီးခဲ့တဲ့2ရက်လောက်ကဒါပြင်ဦးလေမှာမိုးရွာတဲ့အတွက်ပေါ့နော်ဒါတောင်ကျကြီးတွေတအားကျပြီးတော့ဒီနေရာမှာတော်တော်ခက်ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့သူတို့ကရေတောက်ဖို့အခက်ဖြစ်တယ်အထူးသဖြင့်တောက်သုံးရေပေါ့နော်တန်ရှင်းတဲ့ရေရဖို့အတွက်ဒါအကူကြီးလှမ်းတောင်းတဲ့အတွက်ကျွန်တော်တို့ဒါချက်ချင်းအားချင်းဒါလာပြီးတော့စီစဉ်ပြီးလူတန်းပေးတာဖြစ်ပါတယ်ပေါ့နော် Hello Teacher Marisa now we are here this is one of the village in Ongjo the weather is so hot during these days so they need to get drinking water so we come here to the village and we are now donating water for the nuns and the villager thank you so much for your noble donation Teacher Marisa now here you can see the villager come to here to get water
要打东哥，来，来，牛来一点，这么绝对。哎，你别问，妈来了，好的，要不咱们家就来呀，牛看那，哎，水里给出来了，给很急了，到也没洗着了你，洗着了。ဟမ် 超市到晚上拿的，မရှိတော့ဘူး ပြောလေဦးပြောတာဦးမေးတာပြောလေဟာမရှိတော့ဘူး မိုးရတော့ချောင်းရည်ရနေ မိုးရတော့သားတို့ ချောင်းရည် ဟမ်အရင်တော့ဘလို့ရေသားပြောပြပါ ချောင်းရည်တော့ချောင်းရည်တော့ ချောင်းရည်တွေတောက်တာအခုကျတော့အချောင်းရည်တွေကတောက်လို့ရသေးလား ရတယ် ငါဘာဖြစ်လို့လဲ မိုးတောင်ကြရည် ဟမ်ပြောသားပြော တောင်ကြရည် ဟုတ်လားတောင်ကြရည်တွေကဘာဖြစ်လို့လဲ မရှိဘူး ဟုတ်လားဩတောင်ကြရည်တွေကနေပြီးတော့မတန့်တော့ဘူးပေါ့အခုဆိုရင်သားတို့တောက်ဖို့ဒီမှာရည်တွေလာလူတယ်ပေါ့နော်ရေတန့်တွေလာလူတာကဲသားတို့ဘာပြောချင်သေးလဲဘာပြောချင်သေးလဲဘာပြောချင်လဲမပြောဘူးလားရေလာလူပေးတာမပြောဘူးလား ပြောပါတယ် ဟမ် ပြောပါတယ် ဟုတ်ပြောပါတယ်ဟုတ်ပြီ ပြောငါတာပြော အားလုံးကလည်းပါရေလာဝယ်တဲ့သူတွေရေလာဝယ်တဲ့သူတွေဒီစတောင်းပေးတာပါဘုံဘုံဘုံ Okay, thank you so much, Teacher Marisa and other donors who always ပါလေ supporting ဒါပြောပြလာတော့ဘောနဲ့သေးဝါ our Bigo Do Good charity. Thank you. Okay, see you back. အားလုံးကျေးဇူးတင်ပါတယ် ရတယ်တိုက်တယ်လို့တယ်ရတယ်ဘယ်နဲ့ဖြစ်လဲဒီထားလိုက်မယ်အများကြီးရှိသေးတယ်ကောင်းရမှာတော့ယူမလားခါနာလိုက်မယ်ပုံနဲ့တက်ပုံလုံးရတယ်နိုင်တယ် Okay, thank you. ကိုးတဲ့ထက်တဲ့စီးဦးတဲ့။အာခုနကလည်း